ကလေးဆိုးတာလား ADHD လားဘယ်လိုခွဲကြမလဲဒီဟာတွေကိုသိချင်တယ်ဆိုရှင်ဒီဗီဒီယိုစုံနေကြည့်ပေးကြပါအားလုံးပဲမင်္ဂလာပါပပမ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီ season မှာတော့ကျွန်တော်ဗောနော်ဒီ ADHD series ရဲ့ second episode ကိုရောက်လာပြီဗောနော်အဲ့တော့ဒီထဲမှာတော့ကျွန်တော်ဒီကဘာလေးပဲ focus ထားပြီးတော့ဆွေးနွေးပေးသွားမယ်ဆိုတော့ကလေးတယောက်ကစိုးတာလားဒါမှမဟုတ်ရှင် ADHD ပြဿနာလားဗောနော်အဲ့တော့ကိုကလေးပတ်ဝန်းကျင်မှာကြီးရဲ့ကိုကလေးဗောနော်ဒီကလေးကစိုးနေတယ်ရှော့နေတယ်နေမနေဘူးထိမ့်မရဘူးဗောနော်အဲ့ဒါကြောင့်မိဘတွေကအုတ်ထိမ့်မှုညံ့ပြီလို့စိုးရလို့ထင်ကြတယ်တခါကြလို့ရှိရင်အဲ့ကောင်စိုးတာမဟုတ်ဘဲနဲ့ကလေးမှာအာယုံကြောပြဿနာဖြစ်ပြီးတော့သူကလုံးဝထိမ့်မရသိမ့်မရဖြစ်နေတဲ့ ADHD ပြဿနာဖြစ်နေတတ်တယ်ဗောနော်တခါကြတဲ့ ADHD လို့မိဘဒါထင်တယ်ဒါပေမဲ့တကယ် ADHD မဟုတ်ဘူးကလေးကသူ့ဘာသူအပြုတ်မူရကလေးဘာသာဘာဝဖြစ်နေရမျိုးဖြစ်နေရဗောနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာဒေရှာလေးဆွေးနွေးပြသွားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးစလိုက်အောင်နော်ကိုယ့်ရဲ့ကျန်းမာရေးပြဿနာတွေကိုဒေါက်တာယူပနဲ့ online ကနေပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ပြီးတော့စိတ်ကမ်းမှာပဲဖြစ်ဖြစ်ဆွေးနွေးကြနေဆိုလို့ရှိရင်တော့ဖုန်းနံပါတ်399393593929မနက်၈နာရီကနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါပြီရှင်ကဲတော့အရင်ဆုံးပေါ့နော်တာမန်ကလေးဘာသာဘာဝစော့ကစားတာပေါ့နော်အဲ့ဒါလေးကိုအရင်ဆုံးပြပြပေးပါနော်အဲ့တော့ကလေးတယောက်ကသူအသက်2နှစ်ကနေ9နှစ်လောက်ဆိုရင်သူအရာရာစူးစမ်းကြလာပြီစူးစမ်းကြလာပြီဆိုတော့ပစ္စည်းမှန်များကိုဘိုးကိုင်းဒီကိုင်းရှောက်ကိုင်းပစ်ပေါက်အဲ့လိုမျိုးပေါ့နော်ပစ်ချအဲ့လိုမျိုးလုပ်တယ်နေရာနဲ့မှသူကသိကျင်တာအရင်များတော့စူးစမ်းတယ်နေရာနဲ့အောင်ရှောက်သွားတယ်အငြိမ်မနေဘူးပေါ့နော်စော့ကစားတယ်ဒါကလေးဘာသာဘာဝပဲအဲ့တော့အဲ့ဒါကိုကြည့်ပြီးတော့ချိုးကြတော့ကလေးကအရန်တော်လွန်တဲ့ခါကျတော့ဒီဂျာဘူးနာဝဗီဒီယိုတွေနားထောင်ပြီးတော့ ADHD ပြဿနာလို့ထင်ကြတယ်ဒါပေမဲ့အဲ့ကလေးတွေက ADHD ပြဿနာရှိချင်မှရှိနေတတ်တယ်ပေါ့နော်အဲ့တော့ပုံမှန်ကလေးတယောက်ကအဲ့လိုစော့တယ်ဆိုပေမဲ့သူက ADHD ပြဿနာမရှိတဲ့ကလေးကြတော့မိဘတော့မဟုတ်ပေါ့နော်အတော်တွေဦးလေးတွေကတတမိမိခဏလေးနေဦးနော်မလုံးနဲ့ခဏလေးညီလေးနေဦးလားဒီမှာခဏလေးထိုင်နေဦးမှာညာတေချာပြောမယ်ချော့မပြောမယ်ဆိုကလေးကထိုင်နေတယ်ဘာမှဆက်ပြီးတော့အဲ့ဒီခေါက်ဆက်မစော့တော့ဘူးမိဘစကားနားထောင်တယ်ကပြောရရင်ပေါ့နော်ဟိုတခုခုနဲ့ပြောလိုက်တာနဲ့နားထောင်ပါတယ်ဒါပေမဲ့ ADHD ကလေးကြအဲ့လိုမဟုတ်ဘူးသူကကြတော့အဲ့လိုမျိုးဒီစော့ကစားတာတွေဖြစ်ဖြစ်အဲ့လိုလှုပ်ရှားတာတွေဖြစ်ဖြစ်ကိုမိဘကဘယ်တော့ပဲပြောဦးလေးတွေတော်တွေကဘယ်လိုပဲပြောသူတို့စိတ်ကိုသူတို့မထိချုံနိုင်မယ်နဲ့ဆက်လုပ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကိုအရင်ဆုံးသိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ ADHD အကြောင်းဆက်ပြီးတော့ဆွေးနွေးကြအောင်ပေါ့နော်အဲ့တော့ဒီ ADHD မို့တဲ့ကလေးတွေကြတော့ तू ကတစ်ခါကြလို့ရှိရင် तू ကမိဘတွေကရမ်းဆိုးရပြောမယ်ကျောင်းမှာခဏမနေဘူးဒါပေမဲ့အိမ်မှာကျတော့ခဏနေတယ်တချို့ကြတော့အိမ်မှာခဏမနေဘူးကျောင်းကြိုင်ခဏနေတယ်အဲ့တော့ကျောင်းနဲ့အိမ်နဲ့တခုခုမှာနှစ်ခုလုံးမှာပြဿနာတော့တက်မနေဘူးဒါပေမဲ့ ADHD ကလေးကြလို့မဟုတ်ဘူးကျောင်းမှာလည်းပြဿနာတက်တယ်အိမ်မှာလည်းပြဿနာတက်တယ်နှစ်ခုလုံးတက်နေပေါ့ဗျာရှင်းပြောရင်တော့ neurological ဆိုင်ရာ disorder တခုပေါ့ယောဂလို့မတတ်မှတ်ပေမဲ့အာရုံကြောပြဿနာတခုလို့ပြောလို့ရတယ်အဲ့တော့ဒီ ADHD လို့ပြောရမယ်ဆိုဒီကလေးတယောက်မှာအဓိကအချင်းရာ3ခုရှိတယ်တခြားလက္ခဏာတွေလည်းအများကြီးရှိတယ်ပထမအချင်းရာကတော့ inattention ပေါ့အာရုံစူးစိုက်မှုကောင်းကောင်းမရတာပေါ့သူကတခုဆိုသိအာရုံပြတ်နေတယ်တခုခုမှာအာရုံစူးစိုက်မှုမရှိဘူးတခုလုပ်ပြီးနောက်တစ်ခုဆက်ပြီးတော့ဆက်လုပ်နေကြတယ်ပြောရင်လည်းကိုပြောတဲ့စကားကိုသူသိချာမကြောက်ဘူးအဲ့တော့အဲ့ဒါသိချာမကြတာမဟုတ်ဘူးသူကိုယ်တိုင်အာရုံပြတ်နေတာပါနော်အဲ့တော့ common ကြောင့် omega ဖြစ်နေပြီဆိုရင်တော့အဲ့ဒါဒီ ADHD ရဲ့လက္ခဏာတွေကိုလို့ပြောလို့ရတယ်ပေါ့နောက်တစ်ခုတော့ hyper activity ဖြစ်တာပေါ့ဒီကလေးကလုံးဝလှုပ်ရှားသူ့ကိုယ်သူလက်ထဲမှာရောတကူလုံးမှာမော်တာတက်ထားသလိုပဲမရက်မနာနဲ့ဘလို့မှထိန်းလို့မရဘူးပုံမှန်စော့ကစားတဲ့ကလေးကတော့ပါရမောနေမယ်ခဏလောက်နားလိုက်အောင်ဆိုသူကနားတယ်ဒါပေမဲ့ ADHD ကလေးကြတော့အဲ့လိုမဟုတ်ဘူးမောလေဘလောက်မောသူကသူ့ကိုယ်သူထိန်းလို့မရပြန်ဘူးဆက်ပြီးတော့စော့နေတယ်မိဘပြောတဲ့လုံးဝနားမထောင်ဘူးနော်အဲ့တော့နောက်တက်အချင်းကတော့ impulsivity လို့ခေါ်တာပေါ့သူ့စိတ်သူထိန်းချုပ်နိုင်တယ်မရှိဘဲနဲ့အစင်ကျင်မဲ့လုပ်ရက်တွေလုပ်တာပေါ့အဲ့ကလေးကြောက်အဲ့လိုကိစ္စကြောက်ရတယ်နော်ဘာလို့ဆိုတော့အန်ရရှိတဲ့ကိစ္စတွေပါလုပ်တာအောင်အမြင့်တွေပါလည်းကောက်တက်ရင်တက်လိုက်ပါပဲအဲ့တော့ဒီလမ်းမတွေပါလည်းရုပ်တရက်ဖြတ်ကူရင်ကူလိုက်ပါပဲအဲ့ဒါတော်တော်ကြောက်ရတယ်နောက်ချက်ကသူကစောက်ဆိုင်ရတာလုံးဝမကြိုက်ဘူးစောက်ဆိုင်ရလုံးဝမကြိုက်တဲ့ကြောင့်သူကစောက်နည်းနည်းလေးစောက်ဆိုင်ရတဲ့ကိစ္စဖြစ်တာနဲ့ဒီပြဿနာတက်ပြီပဲကလေးတွေမှာစော့ပြီဆိုလို့ရှိရင်ရုပ်တွေပါတခုပဲရှိရဆိုရင်အလဲကျစော့မယ်ဆိုသူ့အလဲကိုသူမစောက်ဘူးမစောက်ဘဲနဲ့ဆွဲလူပြီးတော့ခါလေးကိုစော့တာတော့နော်ဆွဲလူပြီးစော့တာတော့ရံဖြစ်တာတော့အဲ့လိုမျိုးတွေပါလောက်ကြတယ်ပေါ့နော်ဒါမျိုးအချင်းရာလေးတွေတွေ့ပြီးဆိုလို့ရှိရင်အဲ့ချင်းရာတွေကလည်းအိမ်မှာလည်းဖြစ်တယ်ကျောင်းမှာလည်းဖြစ်တယ်ဆိုတော့ကိုယ်ကလေးမှာ ADHD ပြဿနာများဖြစ်နေတာလို့စဉ်းစားတင်တယ်ပေါ့ဒါပေမဲ့ ADHD ပြဿနာဖြစ်လာလို့စဉ်းစားတင်တာပဲပြောတယ်နော်လိုက်တိုင်းလိုက်ပြီးတော့ကိုယ့်ကိုယ်မထင်နဲ့ဟုတ် ADHD ဆိုတဲ့ diagnosis လို့ခေါ်တဲ့နာမည်တက်တာဆရာဝန်ရဲ့နာမည်တက်ရတာပါဒါကြောင့်မလို့ ADHD ဆိုရင်သူ့ရဲ့သက်ဆိုင်ရာကျွမ်းကျင်တဲ့သူနဲ့တည်တည်ချာချာပြသပြီးတော့ဆွေးနွေးပြီးတော့မှပဲ ADHD ဆိုတာကောင်းတဲ့တက်စေခြင်းနဲ့ဒီလက္ခဏာတွေတွေ့တိုင်းလည်းကလေးတယောက်က ADHD မဟုတ်ပါဘူးเนาะအဲ့တော့ဆက်ပြီးတော့ကျွန်တော် ADHD ကလေးနဲ့တာမန်ကလေးနဲ့ကိုကျွန်တော်နည်းနည်း compare လုပ်ပြမယ်เนาะပထမဦးဆုံးကတော့နေရာဒေသပိုင်းပေါ့အဲ့တော့ ADHD ကလေးတယောက်ကအိမ်မှာရောကျောင်းမှာရောတအားဆော်တယ်တအားခုနကျွန်တော်ပြဿနာအကုန်တက်တယ်တာမန်ဆော့တဲ့ကလေးကြတော့အိမ်မှာပြဿနာတက်ရင်အကျောင်းမှာမတက်ဘူးကျောင်းမှာတက်ရင်အိမ်မှာမတက်ဘူးအဲ့တော့တနေရာမှာပဲပြဿနာမတက်တာအဲ့ဒါကတော့အကြောင်းရင်းတွေအများကြီးရှိတာပေါ့ဗျာအိမ်မှာတက်တယ်ကျောင်းမှာမတက်ဘူးဆိုတော့
ကျောင်းမှာသူပြောတယ်ပေါ့အိမ်မှာကျတော့သူနည်းနည်းချုပ်ချယ်ခံရတဲ့ပုံစံမျိုးဖြစ်လို့အိမ်မှာကျတော့သူကရွှဲပြီးလှုပ်ချင်ရလုပ်တာပဲဖြစ်ကောင်းဖြစ်နိုင်တာပေါ့တကယ်လို့ကျောင်းမှာတက်တယ်အိမ်မှာမတက်ဘူးဆိုရင်တော့ကျောင်းမှာတခုကိုသူ abuse လုပ်ခံရတာပေါ့နော်ကလေးတွေမှာတက်ပြီးတော့အနိုင်ကျင့်ခံရတာမျိုးတွေတခြားပြဿနာတွေရှိလို့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အိမ်မှာတော့ကျောင်းမှာပြဿနာတက်တယ်ဆိုတော့ဒါဒီ ADD ပြဿနာကြောင့်ဖြစ်နေနိုင်တယ်ပေါ့ဒါပထမချက်ဒုတိယချက်ကတော့အန်ရကင်းရှင်းအောင်စော့တတ်တာပေါ့နော်အဲ့တော့အန်ရကင်းရှင်းမှုပိုင်းမှာဆိုရှင်တာမန်စော့တဲ့ကလေးကသူအန်ရဖြစ်မှာတော့သူသိတယ်ဗျသူအန်ရများတဲ့အလုပ်တွေကိုကလေးကမလုပ်ဘူးမိဘတေချာပြောလိုက်တယ်လည်းသူသိတယ်လမ်းအမြင်ဖြတ်ကူးတာတွေအမြင့်ကြီးတွေရှောက်တက်တာတွေပေါ့နော်ရုပ်တရက်ဝုန်းဆိုလုပ်ပလိုက်တာမလုပ်ဘူးပေါ့ ADD ကလေးကြောင့်လို့မဟုတ်ဘူးသူကဆုံးမချက်ကိုပြပြသားသူကသူဟိုမချနိုင်တဲ့ခါကျတော့သူ့ရဲ့စိတ်ဆုံးဖြတ်ချက်နောက်ကိုသူမလိုက်ပဲနဲ့ခံစားချက်နောက်ကိုလိုက်ပြီးတော့ရုပ်တရက်ပေါ်လာတဲ့အတိုင်းမှာအစင်မြင်မဲ့လုပ်တတ်တယ်ကိုအန်ရဖြစ်အောင်လည်းလုပ်တတ်တယ်အဲ့ဒီနှစ်ခုကွာခြားချက်ရှိတယ်နောက်တစ်ခုကတော့စော့တဲ့အခါမှာ ADD ကလေးနဲ့ယူကလေးနဲ့မတူတာကဥပမာပေါ့ယူကလေးတယောက်စော့ပြီဆိုမှယထာတွဲတူတွဲစော့ပြီဆိုယထာတွဲကိုယထာတွဲမောင်းဆိုသွားစော့မယ်အဲ့တော့တခုခုဆိုလို့ရှိရင်လည်းပါအိုးဘုတ်ဂျိုးလေးဆိုတော့အိုးဘုတ်ဂျိုးလေးဆိုလို့ရှိရင်အဲ့အိုးဘုတ်ဂျိုးလေးမှာတဲလေးတွေထည့်ပစ္စည်းလေးတွေထည့်အဲ့လိုမျိုးရောင်းတဲ့ပုံစံမျိုးပေါ့ဗျာသူတို့စော့တာမှန်များအလုံးရည်ရွယ်ချက်တခုတော့ရှိရတာပဲဒါပေမဲ့ ADD ကလေးကြတော့အဲ့လိုမဟုတ်ဘူးစော့ကျင်လို့စော့တယ်ယထာကိုလည်းဆွဲကင်ပစ်ပေါက်အဲ့လိုမျိုးစော့ပြီးရင်အာုံပြောင်းသွားတယ်နောက်တစ်ခုပြောင်းစော့တယ်အဲ့သူတို့စော့တာဒီပုံမှန်ကလေးနဲ့လုံးဝမထူပဲနဲ့စော့တာစော့နေတယ်ဘာရွယ်ချက်မှမရှိဘဲနဲ့လုံးဝ meaningless ဖြစ်နေတယ်ပေါ့ဒါလေးကိုသတိထားကြည့်မယ်ဆိုအဲ့နှစ်ခုကွာခြားချက်ကိုကောင်းကောင်းသိနိုင်လိမ့်မယ်ပေါ့နောက်တစ်ခုကတော့လူမှုရေးဘက်မှာထိကြိုက်တာအဲ့တော့ရိုးရိုးကလေးတယောက်ကအစော့မှတ်ပေမဲ့ तू ကပေါင်းစံရေးအဆင်ပြေတယ်ပြေတဲ့ခါကျတော့အဲ့လိုအလှည့်ကြစောင့်နိုင်ရမှာတွေတယောက်နဲ့တယောက်ကျမှပူပေါင်းဆောင်ရမှာ तू ကောင်းကောင်းသိတယ်ဒါကြောင့်မလို့ရိုးကလေးတယောက်ကစော့မှတ်ပေမဲ့တငယ်ချင်းပေါင်းနေတော့ပေါ်နေတတ်တယ်ပေါ့ ADD ကလေးကြတော့လို့မဟုတ်ဘူးသူကခုနစောင့်ဆိုင်ရတာလည်းလုံးဝမကြိုက်ဘူးမကြိုက်တဲ့ခါကျဆွဲလူပြီးစော့တာတွေအတင်းကျက်ပေါ့နော်ကိုလိုချင်တာအတင်းကျက်လောက်တာတွေလုံးတဲ့ခါကျတော့သူ့မှာတငယ်ချင်းပေါင်းနေရနေတယ်တငယ်ချင်းပေါင်းနေတယ်တိတ်မများတာသူ့တိတ်ပြီးတော့မခင်တွယ်ကြဘူးပေါ့နော်အဲ့တော့ social skill မှာလည်းအများကြီးညံ့တယ်အဲ့တော့ဒီလိုချက်လေးတွေပါ compare လုပ်ကြည့်မယ်ဆိုလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့3ချက်လေးရှိနေမယ်အိမ်မှာရောကျောင်းမှာရောလည်းပြဿနာတက်နေမယ်နောက်တစ်ချက်ကအခုလိုမျိုးချက်တွေလည်းရှိနေမယ်ဆိုတော့ကိုကလေးကတာမန်ဆိုးတာမဟုတ်တော့ဘူးတာမန်ဆော့တာမဟုတ်တော့ဘူး ADD ပြဿနာများဖြစ်နေလားဆိုတော့နည်းနည်းစပြီးတော့စဉ်းစားသင့်ပါတယ်ကဲအဲ့တော့အဓိကအရေးကြီးဆုံးပိုင်းပြဿနာလာပြီပေါ့နော်ဒါတွေကိုကြားခဲ့ပါတဲ့အချိန်မှာငါကလေးနဲ့ကိုစင်တူနဲ့ငါဖေမီတို့ဗာဆက်လုပ်ချမလဲပေါ့နော်အဲ့ဒါတွေကျွန်တော်ဆက်ပြီးတော့ဆွေးနွေးကြအောင်ပေါ့နော်အဲ့တော့ဒီပြဿနာတွေတွေ့တိုင်းဒါ ADD မဟုတ်သေးဘူးเนาะကျွန်တော်ပြောခဲ့ပြီသားအကုန်တူနေတယ်ဆိုရင်တော့မှကျွန်တော်တို့မြောက်ထက်မေးစရာဆက်စရာရှိသေးတယ်အဲကြောင့်မလို့ ADD specialist တွေဒါမှမဟုတ်ရှင်ဒီ child psychology နဲ့ပတ်သက်ပြီးတော့ဒီလုံးဝကျွမ်းကျင်တဲ့သူတွေပေါ့နော်နောက် psychiatrists တွေပေါ့နော်ဒီစိတ်ပညာနဲ့ပတ်သက်တဲ့သမားတော်တွေဒါကိုတေချာကျွမ်းကျင်တဲ့ဆရာဝန်တွေအဲ့ဒါတွေနဲ့တေချာနဲ့မိခွန်းတွေအများကြီးဖြည့်တေချာနဲ့ test တွေအများကြီးလုပ်ပြီးတော့မှ ADD လို့ခေါင်းစဉ်တက်နိုင်မှာဖြစ်ပါတယ်အခုသဘောနဲ့ဘယ်လိုဆုံးပြလို့မရပါဘူးအဲ့တော့အဲ့လိုမျိုးပေါ့နော်ဒီကလေးတယောက်နောက်ချက်ကငငယ်ရွယ်နဲ့2နှစ်3နှစ်လောက်ရောက်လာတယ် ADD ကိုခေါင်းစဉ်တက်လို့အဆင်မပြေသေးဘူးပေါ့နော်တကယ်လို့4နှစ်ကျော်လောက်ရောက်လာပြီ4နှစ်ကျော်5နှစ်လောက်ရောက်လာပြီစာတင်နေရောက်လာပြီအချိန်မှာကလေးတယောက်ကစာကောင်းအောင်မဖတ်တတ်ဘူးစာကောင်းအောင်မရေးနိုင်တော့ဘူးအဲ့လိုခုနလိုပြဿနာတွေဆက်ပြီးတော့တက်နေတယ်အเจ้าမှာစာလိုက်နိုင်ဖို့ခက်ခဲဖြစ်လာပြီဆိုရင်တော့ဒါကိုကျွန်တော်တို့က ADD specialist တွေနဲ့တေချာတိုင်ပင်ပြီးတော့ ADD များဖြစ်နေသလားဆက်ပြီးတော့တိုင်ပင်ဖို့လိုတယ်ပေါ့နော်အဲ့ဒီကလို့ ADD ဖြစ်နေဆိုလည်းပူစရာမလိုပါဘူးအဓိက ADD ကလေးတွေကျတော့စေးတိုက်တာလည်းကျွန်တော်တို့ကဘာလို့လဲဆိုတော့ behavioral therapy လို့ခေါ်တယ်ကလေးရဲ့အပြုအမူပိုင်းဆိုင်ရာကိုပြန်ပြီးတော့မိခင်တွေဖခင်တွေပြန်ပြီးတော့သင်ကြားပေးရပါတော့ဘယ်လိုလုပ်ရမယ်ဆိုတော့ညွှန်ကြားပေးတဲ့ကုထုံးတွေပဲအဓိကကျွန်တော်တို့လုပ်ကြတယ်ပေါ့ဆေးတိုက်တာလည်းရှိတယ်ဒါပေမဲ့ဆေးကြောင့်လည်းကျွန်တော်နောက်တဲ့ episode တွေမှာဆက်ပြောပြမယ်ပေါ့နော်ဆေးတိုက်ပြီးကုရတဲ့ကလေးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့များသောအားဖြင့်တော့ဆေးတိုက်ပြီးကုတာတဲ့ဆိုင် behavioral therapy ပို့ပြီးတော့ကြိုက်တယ်ပေါ့အဲ့တော့ ADD လို့တိလိုက်ပြီဆိုရင်တော့ဆေးတိုက်မကြသွားဘူးကျွန်တော်ပြောချင်တယ်ဘာဖြစ်လဲဆိုတော့ ADD ကလေးတွေက super power ရှိကြတယ်ဒီ ADD တွေသူကလေအာရုံစူးတိုက်မှုမကောင်းဘူးလို့နောက်ပြီးတော့လှုပ်ရှားအရင်လုပ်တယ်လို့ပြောရမယ်သူ့မှာ hyper focus ဖြစ်တဲ့ power တစ်ခုရှိတယ်သူစိတ်ဝင်စားတဲ့အပိုင်းဆိုရင် focus အားလုံးဝကိုလုံနိုင်တယ်အဲ့ဒါကိုအာရုံစိုက်မှုအပြည့်အဝလုံနိုင်ပြီးတော့အဲ့ဒီအပိုင်းတွေမှာထူးချွန်ကြတယ်နောက် creativity လို့ခေါ်တဲ့လုံးဝတီထွင်ဖန်တီးနိုင်ဆိုတာတအားကောင်းတယ်အမှုပညာရှင်တွေတော့ဖြစ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒါကြောင့်မလို့ ADD ကလေးတယောက်ကတေးသေးချာချာနဲ့သူ့ရဲ့ super power ကိုပြုစုပြောင်းထောင်ပေးနိုင်မယ် behavioral therapy လည်းကောင်းကောင်းလုပ်နိုင်မယ်ဆိုရှင်တကယ်ကိုထူးချွန်ပြောင်းတဲ့ကလေးတောင်ဖြစ်လာနိုင်လို့ကျွန်တော်ကသတင်းစကားပေးခြင်းနဲ့နောက်ပြီးတော့အားပေးစကားပြောခြင်းနဲ့ပေါ့ဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်လိုက်တဲ့သူတွေနဲ့ဒီ episode မှာကြည့်လိုက်တဲ့အကြောင်းလေးနားထောင်ရင်ကိုကလေးကစိုးတာလားဒါမှမဟုတ်ရှင် ADD ပြဿနာလားဆိုတာကိုနည်းနည်းပါတော့ခွဲခြားနိုင်မယ်လို့ထင်ပါတယ်ဗီဒီယိုကြည့်ရတဲ့သူတွေအနေနဲ့ပေါ့နော်ကိုယ့်သဘောနဲ့ကိုတော့လုံးဝမစိုးဖြစ်ပါနဲ့လို့နောက်ဆုံးချိန်တက်ပြီးတော့သတိပေးပါတယ်အဲ့လိုပြောနေတယ်ကျွန်တော်ဗီဒီယိုဒီကိုချုပ်ပါတယ်နောက်ထပ် episode တွေမှာလည်း ADD နဲ့ပတ်သက်ပြီးတော့နောက်ထပ်သတင်းစကားတွေနဲ့တို့ကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်ကတော့ပေါ်ပေါ်မှာ channel မှာကျမရဲ့ဗီဒီယိုအရင်တင်ဆက်ပေးနေထောက်ထားပေးပါဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုကြိုင်ပြန်ဆုံကြမယ်နော်